ဒကုသိုလ်ကဒုမဒေဝဆရာတော်ဓမ္မပရမဘာဒနာကမှတ်သစတ္တဓမ္မတော်ကုသိုလ်ကစေတသုတိဘုရားတရားမြတ်စွာဘုရားပူဇာယဒီနေ့ယခုဘောစုတဲ့ကသရှိတဲ့လူဝါဒဓာတဘဝဒုဘောတရားဒီလိုဒီလိုဘာလို့ဒီဟာတရားဒီလိုအိမ်မှာတရားအိမ်မှာစေတနာတရားတရားဘာလို့လဲစိတ်ကတရားတဲ့ကုသိုလ်ကောင်းတဲ့ဗราတိတို့ဒီပဲစိတ်ကဘုံမှာဆက်ရွေးဟောတဲ့ဘောတဲ့မှာဒီလိုသိရှိတဲ့ပြည့်စရာပါလို့ရှင်တရားဓမ္မတာဓမ္မပညာဝါဒဓမ္မတာရှိတော်ဘုရားဟောပေါ်များကြတယ်သုစုမအာဒဟာတို့ဒီကအီလာဒီကဆုနောတော်ရှိတဲ့ညာအီလာဒီကချောမွေသိဝိဒလာလို့လမ်းတွေကောက်တဲ့လမ်းမှာလက်ဒီဒီဝိဒဓမ္မတရားကိုသိရတယ်ပြကြောင်းလို့မာပညာဝန္တောပညာရတဲ့ဘောဆက်တဲ့ဒီဘောမှာဆက်ဝေဘောတန္တရာတခြားမိမမရမရှိပြုစုရပါလို့ရှင်ဗျာသံဃာတပူဇာမှာဘောဟာဝါတော့ဘုရားလည်းတဲ့သာဝကဆက်ဆက်တို့မှာဒီနေ့ခက်တဲ့ဆင်းတဲ့ဒုမူလာကြဘုရားသမုဒ္ဒိလောဆရာတော်သာမတို့တော့ပူဇာအာမိတာပူဇာဓမ္မပူဇာဥစ္စာတာတကယ်တော့လူချင်းတွေတော့ပြေတော်မှာလူကပူဇော်လိုက်ရတဲ့ကြောင့်လည်းဘုရားရှိခိုးဘုရားတာဝန်ထမ်းဆောင်နေတာရာထုစိတ်ရင်ကုန်တဲ့စီဝလလဘမန္တရာတို့ဒီအားလုံးတကယ်တကယ်ဒီရလာကြတော့ခွင့်ကိုတိုးတက်လာတဲ့စိတ်အကျိုးမှာယနေ့တော့ပြသတဲ့ပေါ်များအားထားရတဲ့ကောင်းမှုကြောင့်မအိုမနာမတရားဖြစ်တာသာတိတုကပိရှလာတဲ့နိဗ္ဗာန်ရဲ့သာဘတာနဲ့စင်ဆက်နေရချိခံစားဆန်းဆန်းနိုင်ကြပါလိမ့်တော့အဟံမလေရဏေနတ္တသတိလာသတိလာမယသာမေသတ္တကရကတောဘာနိကဘာလေဘာလေတေယမိတေယမိAmen.
Malah
မျိုးသားတွေမှာဆိုရင်ကဒါဒီမှာအစတုတရနာကိုလေဒီမှာခါရကာကြရစုဒီမှာသူလုံးလိုက်ခဲရင်လို့မလားတဲ့အခုချုပ် program ပဲခါရစီလက်ထဲကငါတို့ဒါရရောက်ချက်ဒီမှာကဗရနဲ့အစစနာပြီးကြတာဒီဘောကလည်းလည်းဘောမှာဗရနဲ့အစစနာတွေ့ဖြစ်ရှိတယ်ဆိုတော့ငါတို့ဗရကမရဘရကမှာတရတမလမ်းလာဖြစ်တယ်ပြီးတော့အေးပဲဗရဘာဗရပြီးတော့ဟာဗရရှိဆိုတော့လူတရအဲ့လာမှာဒီဘောကလာဘောကဘုလို့ဆိုတဲ့ကုကုကုံကြောင့်ဗရကညံကြတဲ့ခဲ့တဲ့အခါမှာဒီပုဂ္ဂိုလ်ဆွာလာတော့ဒီပုဂ္ဂိုလ်ဒီကအတိတ်ဘောကဒါကုကုနှုတ်နဲ့ကလေနှုတ်နဲ့ကကြပြီးတော့တိုင်းကလည်းဒါလူကလာလူတခါတဲ့ပုဂ္ဂိုလ်မှပါလေရင်ဘောတော်ချစ်စီရမချေကြီးတို့ဘုဒ္ဓမတဲ့ကဟန်တဲ့ရစရိတ်လက်ရကျူတဲ့တပည့်တရားစတဲ့ကိမှတာလေဘောတန်တဲ့ဆက်ဆက်မှာလေတဲ့အခါမှာပြတ်တော်လာတဲ့အခါမှာကိုကျိုးချက်တာပြီးတော့အချမ်းဘိုးတဲ့အလိုလည်းရဘရကဘုဒ္ဓမတဲ့ဖွင့်ပြီးကြပါလမ်းညွှန်ကြပါလက်တော်ဆက်ပြီးအိဘက်ကိုဟန်ပဲတော့ပါမှာကိုဖူးလုံးတဲ့မှာကိုကုသူကပါပြီးကျူးပြီးလားပြီးရဲ့ရပဲဆိုပြီးဆိုတဲ့နေ့တော့အခါမှာလက်ဆိုတော့တယ်လာလာဘာဟိယဒါရစီယာလူဘောလာတဲ့ဒါပဲလို့ဟုတ်လားဘာဟိယဒါရစီယာပုဂ္ဂိုလ်လက်ဆိုတော့တယ်လို့ဒါရကမှာဒါကမှတော့ပြီးတော့ဒါရကမှာဒါကမှတော့ပြီးတော့ရှင်မလားခရတပိကိုအေးဘိက္ခုနာပဲကိုလိုပါချတ်ဆိုလက်ရပဲဆိုရှောက်ပေါ်တဲ့အခါမှာဘာဟိယဒါရစီလူဘောလာတဲ့ဒါပဲနေတဲ့ပုဂ္ဂိုလ်လက်ဆိုတော့ဒီပါစိတ်ဉာဏ်ကိုပေါ်ရတဲ့ရှုံပြီးတိလိုက်တဲ့အခါဒီပုဂ္ဂိုလ်ကအေးဘက်ကိုခေါ်ခဲ့တယ်ဘုရားကအေးဘက်ကကြာရမတယ်ဘာရဒါရစီကိုတိလိုက်တဲ့အခါမှာအတိတ်ဘဝတစ်ခုကအတိတ်ဘဝတစ်ခုကပါကခေါ်တဲ့ခရာဘုရားပြည့်တဲ့ပုဂ္ဂိုလ်မဟာဒီဟာအေးဘက်ကိုခေါ်လာမရတဲ့ကြောင့်မလို့ဆက်ကြောင့်မရလေဘုရားကဒုတိယတစ်ပတ်ဉာဏ်ကိုပေါ်ရမှာအဲ့ဒီသုံးပါလိုက်တဲ့အခါမှာအတိတ်ဘောကတန်ခါမလိုက်ခရာဘုရားပြတဲ့ပုဂ္ဂိုလ်မဟာပြောကြောင့်လို့မရဟာနောက်တကယ်တည်းဒီဘက်ကလည်းလက်ကိုရာချတဲ့နောက်မှာပုဂ္ဂိုလ်ကံစွမ်းဉာဏ်စွမ်းလက်တန်ခါမလိုက်ခရာရာဂီသူချောကပတ်ဆိုတဲ့ဒီကအတိတ်ဘောကသူနဲ့ရတဲ့ဒုက္ခတဲ့ပုဂ္ဂိုလ်တရားကဘယ်လိုမှပဲနဲ့ဒီကဘာရဒါဝိဒဗရိုင်ဖက်ဗရိုင်သူရောက်ပုဂ္ဂိုလ်ကဘယ်လိုမှပဲနဲ့ဘာရဒါဝိဒကလည်းတန်ခါမလိုက်ခရာချောလို့ရေခါဖာလေဘောပေါ်မှာရဘလူမာတခါနိုးရဆောက်ပြီးဘာရတာလို့ရတာပို့လာတော့ရပတ်တယ်နိုးခါလို့ပြေးစီရတယ်ဒီဘာရတာလို့မှာလူဘောတာပဲပြိုင်ပါဘူးလားအမလားရဟန်းဘောတာကိုအိုင်လားရဟန်းဘောတာကလူရဟန်းတာပဲဆိုရတာဒီလမ်းပါပဲလေပေါ်မှာပဲရောက်ခဏရဆက်ခိုက်ပို့ကဘလူကခါဆောင်ပြီးဘလူကတော့နိုးရခါဆောင်ကလည်းဆိုရကဘာရကြတော့ဘာကထားရတာရင်ကခိုင်းတဲ့ကိုအဲ့ဒီမှာပြုတော်ပါလေဘရခါရဲ့ဘုရားအလိုလုပ်ပြီးတဲ့မြမလို့ဘရခါရဒီမှာကိုလောက်တဲ့ကိုယ်ကဘရခါကာလကောင်းပြီးတာလည်းပဲတော့ဘောသန္တာဆက်ဆက်မှာဆက်တာရှင်းလေဒါနမြန်မြန်လုပ်လို့မလို့လားရောလာရှင်းလေတော်တော်ဘုလေအဝတ္တသာဘုရားရှင်းလေအဝတ္တသာဝဆုတေကလူရာဘုအမလားလူရှိလူကပွားများဖို့တရားလက်ရှိလောကကငါသတ်ဆောင်တဲ့လောကအားလည်းပဲတကယ်တလားတဲ့နဲ့ဟုတ်မလားဆောင်းပြီးရှုံးမလာဘူးလက်ရှိဒီရောဘဝဘယ်တလားမှာတာမကိုစီထန်ဆောင်ရတဲ့ဘယ်ဘက်မှာလည်းတော့မှာဒီနေ့သူဆိုအကျိုးတရားဒီကိုယ်စေတနာပဲဝေကံတော်တာမျိုးစေတနာကအကျိုးမပေးလားအကျိုးပြီးစေတနာကောင်းရင်ကံကောင်းစေတနာဆိုးရင်ကာဆိုးဘောလားဘောတပါရောက်လာတဲ့အခါမှာဆိုးကျိုးနဲ့မပန်ဘူးပဲကောင်းကျိုးနဲ့ပန်လာတယ်ဟုတ်တော့လည်းတော့ဗလားတော့နိုင်တယ်ပြီးတော့တဲ့ရှိကြမှာစိတ်ဆိုင်တာသာသနာ့နဲ့ရပါစေလို့တိတ်ပါရတဲ့ဒီနေ့ယခုတဲ့ကုသိုလ်ကောင်းမှုဆုံးရှုံးမှတရားတွေကိုဒီစက်ကချက်များပြပါပဲနော်ဟုတ်မလားဒီဘာပါလားလေတော့ပါရှင်မျိုးဝိရဘဘာကလူရှိဒီမှာဝါစတန်ကပ်တဲ့ဖြစ်တဲ့လူတွေဖြစ်တဲ့ဒီကိုကျွန်တော်ဒီမှာကျွန်တော်စင်နာအခါပြီးတော့ဂျေဘုစီကန်ကစေတနာဝထရီတော့ကမကတ်ဖို့ပဲမဟာပုညကတာလို့ဘော
စုသနာတာအားလုံးပြန်လာကြတယ်ဖတ်ရဘုရားအားလုံးသာဒီတော့ပြုမိအားလုံးလက်စုပါပါဘုရားညပြုကြမယံဘန်းတဲ့တန္တရဝတ္တဒုက္ခတာမောဇနာတယဘန်းတဲ့အရှင်ဘုရားမယံဘယ်ဒီလိုတော့မတော်ပြီတန္တရဝတ္တဒုက္ခတာတန္တရာတိဥဒရှေလယနာသောတာဘုရားတပည့်တော်တို့ခန္ဓာဒီနိရှိတမြတ်ကိုရှင်မဲနဲ့ရောက်လေကိုလာရင်ဒုက္ခဘုရားဒုက္ခငါတို့ခန္ဓာကိုယ်ကိုဥစီလျှောက်ပြဘေးဘေးရာရောဂါမှုသမျှဝေရောက်နိရှိခံရခြင်းရောက်ခါဘုရားဒုက္ခငါတို့တပည့်ဒီအညုသားတွေဝိသားစုတွေတိတ်ပေတွေကိုလောင်းရင်နဲ့ကိုမင်းကိုဖတ်သူမျိုးညာတိအိဆွေသွင်းတဲ့အမြဲမနေတဲ့ရောက်တဲ့လူကမှန်သမျှတို့ဒီအနိစ္စရာချင်းဒုက္ခအပေါင်းတို့မှာယနေ့ယခုဘုဒ္ဓသမျှဘောစုသင်္ကအချရှိသောဘုဒ္ဓဝေယဒါတဘာဝတုသုတ်ကိုကြောင့်အတ္တန္တရာကလောကန္တရာကဒုက္ခိကန္တရာကသဘာဝပဲလူလောက်ပဲတို့မှာဒီဘုဒ္ဓကောင်းမှုတို့ကြောင့်နောက်ပါရခြင်းအကျိုးငါနိဗ္ဗာန်ကိုအာယုပြုွယ်အိမဝတ္တဝတိကစီဝရံဒီဘောဆိုလျာမြတ်တော်ရဲ့ဆောင်ကိုအာယပမန္တောဆရာတော်ဒေမအာစေဒနာအာရထပရိတုအကျိုးတို့စေခတာဝံသတ်ဆောင်နေကြသောဥပါတိဘုရောညေကိုဘုဒ္ဓမဘုဒ္ဓသုနေတကောဒီရဒီဝမတာဝံသူစီစေကမတာဝံသတ်ဆောင်နေကြသောအာလုံးသောမိသားစုများတို့သည်ဒီနေ့ယခုပြုသမျှသောကောင်းကြောင့်အိမဝတ္တဝတိကစီဝရဒီဘောဆိုလျာဒီကအာယတမတော်ဆရာတော်ဒေမဘေတော်တို့မှာဘုရားမြတ်ဗလာယန္တန်စေရနာသေတော်ဖြင့်သရာတိတုဆက်ကန္တပါ၏ရှင်ဗျာပြည့်စုံ